မမေရီရဲ့ဝက်မလာစီမွေးကိုမစားရလို့အိမ်မှာပဲကျမလှုပ်တတ်တယ်လို့ပဲလှုပ်စားလိုက်ပါတယ်အမှန်တကယ်တော့ဒါကျမရှက်လို့တာပေါ့နော်လိုက်လှုပ်စားကြည့်လို့လည်းရပါတယ်အရင်ဆုံးကျမကဝက်ဥချောင်းလေးတွေတုံးထားတယ်ပေါ့နော်ဝက်ဥချောင်းလေးတွေကိုကျမရေခဲတက်တက်မှာထည့်ထားတော့စီလေးတွေကခဲနေတာပေါ့နော်အခုလိုမျိုးလေးဝက်ဥချောင်းလေးတွေကိုအနေတော်လေးတုံးထားပေးလိုက်မယ်ဝက်ဥချောင်းလေးတွေလည်းရပြီဆိုရင်ကတော့ကျမအိုးရဲကိုအရင်ဆုံးစီထည့်လိုက်မယ်ပေါ့နော်စီပူလိုက်ကတော့ကျမဝက်ဥချောင်းလေးတွေကိုအရင်ဆုံးကြော်လိုက်ပါမယ်ကြော်ထားတဲ့ဝက်ဥချောင်းလေးတွေမွေးလာပြီဆိုရင်ကတော့ကျမမာလာမုံထည့်တယ်ပေါ့နော်မာလာမုံကတော့ကျမတို့အကင်ထဲမှာထည့်စားတဲ့အကင်မုံလို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုကျမကများများလေးထည့်လိုက်ပါမယ်ပြီးရင်တော့နန်လေးပါထည့်လိုက်တယ်ပေါ့နော်ဒီအကင်မုံထဲမှာကျတော့အကုန်လုံးပေါ့နော်ဟားချောင်းတွေပါတယ်အကုန်လုံးပါပြီးသားဆိုတော့ဘာမှထည့်မထည့်တော့ကျမကြော်တဲ့နည်းကိုကြည့်ပြီးတော့ရောင်းတဲ့အမတွေလည်းထိုင်ရချင်တော့အောင်မယ်ကျမလည်းလေဒီမှာအရန်စားချင်တာဒီမှာလည်းမရောဘူးဆိုတော့လေကျမလှုပ်တတ်တယ်လို့လှုပ်တာပေါ့နော်ကဲမာလာနန်ကတော့အရန်ကိုတော့မွေးနေပြီပေါ့နော်ဟုတ်သလားမဟုတ်သလားတော့မသိဘူးအနန်ကတော့အရန်ကိုတော့မွေးနေပြီအဲ့ဆိုတော့ကျမဒီပကံနဲ့ထည့်လိုက်မှာပေါ့နော်ပြီးတော့ရတာလေးတွေကိုမြည်ကြည့်မယ်အပေါ့ငံထည့်မယ်ပေါ့နော်ကျမကဘာမှမထည့်ထားတဲ့ခါကျတော့နည်းနည်းတော့ပေါ့တယ်ပေါ့နော်ကြက်တောင်မုံလေးရဲ့စားလေးရဲ့ထည့်လိုက်မယ်ဒီတိုင်းလေးပဲပေါ့နော်မွေလိုက်ပါမယ်ကဲဒါဆိုရင်ကတော့ကျမအကင်မုံနဲ့ချက်ထားရတဲ့ဝက်ဥချောင်းမှလာစီမွေးသေးတော့ရပြီပေါ့နော်အိမ်မှာအလွယ်တကူလိုက်လှုပ်စားခြင်းနဲ့ရတယ်ပေါ့နော်ဒါလေးလည်းအရန်ကိုစားကောင်းပါတယ်ရှင်